တကောခေါ်တဲ့အွန်လိုင်းမဂ္ဂဇင်းကိုနားဆင်နေတာဖြစ်ပါတယ်။အညာဂိတ်မောင်မိုးဤ3နာရီတိတိမှထွက်ရမယ်အဘွေးပြေက3နာရီ30မှထွက်တော့ကိုကစိတ်ကတိကအောင်ဖြစ်မိတယ်။ဒါပေမဲ့လူတွေကိုကြည်ရင်းနဲ့ပဲမေပြောက်ဖြစ်သွားတယ်။သူတို့ရဲ့တိတ်ကိုနွမ်းညစ်မောပန်းနေပါလား။အရေးပြားတွေပဲဆိုရင်ကောင်းပါပဲ။အတွေးတွေကအဆိုးမရအောင်တောင်မြောက်ပြေးလေတယ်။ဒီလိုနဲ့ပဲခံတန်းတဲ့လူတွေအကြောင်းမေ့သွားတယ်။နိုဝင်ဘာ30ရက်နေ့ကစောင်းလို့ပြောတာလား။စောင်းပြောတာဆိုတာလည်းစဉ်းစားရသေးတယ်။နေမင်းကြီးကလည်းမနှွမ်းနိုင်သေးဘူး။ချွေတီတီကြတယ်။မောရဲကိုရှိခုံကကိုရင်ကြီးပြောလိုက်တဲ့စကားကို့အတွေးများသူထိုးပေါက်မြင်နေသလားလို့မဖြစ်တန်ရကတ်သက်ပြီးစဉ်းစားကြည့်တယ်။တင်ငန်းကြီးနဲ့မောရတာပုံမောသလား။ပုံမောလောက်လား။ကိုကညံမမိပါ။ကွန်သွေးတရေရဲနဲ့ကိုရင်ကြီးကျန်းတွေဘလောက်တောင်အာကုံဆောင်ခဲ့တယ်လဲမသိကိုရင်ကြီးအောက်နှခမ်းကဘယ်ဘက်တောက်မှာတော့ထုံးဖြူဖြူလေးစွန်းလို့ကားထွက်လာတော့ငိုင်မီးသွားတာပဲဒီလိုနဲ့ပဲမိုင်တွေကဖြတ်ကြံခဲ့ရတယ်အမြဲတမ်းလမ်းဆန်းနေဖို့ဆိုတာလွယ်တာမှမဟုတ်တာကွန်သွေးတရေရဲနဲ့ကိုရင်ကြီးကတော့တန်ဃာတော်များအတွက်ဆိုတဲ့ထိတ်ဆုံးခုံမှာထိုင်ပြီးအဝေးပြေးကားဘွားရုပ်ရှင်ကိုခန်းစားလိုက်ရပဲအမြဲတမ်းဖြက်လက်လန်းဆန်းနေဖို့လေ့ကျင့်သင်ကြားထားပေမယ့်ဒါရီယာလက်တွေ့ဘဝမှာလွဲမနေဘူးတိတ်ပင်မလာတဲ့အခါခန္ဓာကိုယ်ဟာသူ့ဟာသူပိတ်ချဖို့ကြိုးစားတော့ပဲတတိကပ်ပြီးဖြက်လက်ဖို့ကြိုးစားခြင်းကငိုင်မြီးခြင်းနဲ့ဘားတစ်ပြန်ကြားတစ်ပြန်သို့တော်လည်းငိုင်မြီးခြင်းကတော့တစ်ချက်မှအနိုင်ယူသွားတာပါပဲရုတ်တရက်ကားရက်ပြီးအားလုံးကားပေါ်ဟာဆင်းပြီးလမ်းလျှောက်ကြပါဆိုတဲ့အတန်ကြောင့်မျက်လုံးပြူသွားတယ်ဟာစစ်စီရေးဂိတ်လက်နက်ကင်ထားတဲ့အကြမ်းဖက်စစ်သားတွေနဲ့ရဲတွေကမနေဘူးစစ်စေးဂိတ်ဆိုတဲ့အတီးကြောင့်အတီးတွေဒရိတွေကအကျော်တဲ့ခေါင်းထောင်လာတယ်ဒီလမ်းကြောင်းမှာမရှိတဲ့ဂိတ်ဘယ်တော့မှမရှိခဲ့တဲ့ရှောင်းတခင်ဂိတ်ဒေသခံသတင်းလောက်စီကလည်းဘယ်တော့မှမသိခဲ့ရတဲ့ဂိတ်ဘာကြောင့်ရုတ်တရက်ပေါ်လာလဲသူတို့ဘာသတင်းရထားလဲဘာဟုတ်ရှာနေကြရလဲနှလုံးတွေခုန်လာတယ်လက်ဖွားတွေချေးစည်းပြန်လာတယ်ထိုင်ရမလို့ဖြစ်နေတဲ့အခိုင်မှာရှေ့ကကိုရင်ကြီးကလှည့်ကြည့်တယ်မကြောက်ပါနဲ့တကားတဲ့သူဘာကြောင့်ပြောလဲကိုမသိပေမဲ့ကိုရဲ့မျက်နှာပေါ်ကစိုးရင်ကြောက်ကြမှုတွေကတိတ်ထင်ရှားနေရလားလူတွေအသီးသီးအချွချွဆင်းကုန်ကြပြီလူတန်းကြီးအနောက်ဆုံးမှာကိုနဲ့ကိုရင်ကြီးကမပြောမစုံနဲ့ရော့တကကွန်းဆိုပြီးတော့ကွန်းတရာကမ်းပြီးတယ်ဘာကြောင့်ရဲ့ကိုမသိစားလိစားတာမရှိပေမဲ့ကြံရမရနေတဲ့အချိန်မို့လက်ကအလိုလျောက်ကမ်းပြီးပါဇက်ထဲထည့်ဝါမိလိုက်တယ်ဆေးရတော်တော်ထူခြေလန်းနေဟမ်မပြတ်ထင်းရင်စစ်စေးဂိတ်ကိုဘလို့ကြော်ဖျက်ရမလဲတွေးရင်စစ်သားတယောက်အနားကလာသတိမမူမိဘူးဘယ်သွားမှလဲမောင်းမအတန်နားထဲတိုးဝင်လာပြန်ကြည့်လိုက်တော့စစ်သားတယောက်အရက်ဝင်တဲ့တယောက်ကို့အသွေးနဲ့ကိုရဲ့ဝါးနေရဲ့ကွင်းရဲ့အကြောင်းဘလုံးမထွေးဖြစ်နေတော့တရက်ကုန်းသွားမှာကြောက်ရည်တင်းကြောင်းလေဆိုတဲ့အတန်ကကြောဘက်ကကွင်းကြီးစီကဟမ်ပါထွက်လာတယ်တစ်ဆက်ထဲမှာပဲရော့တကကွန်းစားဆိုပြီးကွင်းကြီးကစစ်သားတွေကိုခက်တီတီနဲ့ကွန်းကျွေးလေရဲ့အလကားရရင်ရာဘာဖက်နဲ့တာအရေးထွက်အောင်ဝါမဲ့ကောင်းနေမို့လို့ကိုရင်ကြီးပေးတဲ့ကုန်းကိုလည်းမငင်းကြအောင်စစ်သားကိုကုန်းကျွေးရင်ကိုရင်ကြီးကသူ့ရဲ့အိတ်ကိုမန်ပါနဲ့လှန်ကမ်းပေးလေရဲ့ကိုလည်းအလိုက်တိတိကိုရင်ကြီးရဲ့အိတ်ကိုယူလဲထားလိုက်တယ်ရဲဘော်တွေကိုဟင်းဖိုးစွန်းခဲ့အောင်လို့ကိုရင်ကြီးကတဘာနဲ့မိတ်တယ်ကိုရင်ကြီးအိတ်ကိုဟာကြည့်တော့9000တန်အထက်လိုက်လေးတွေ့တော့9000တန်တရွက်ယူပြီးတော့စစ်သားလက်ထဲအသားလေးထုတ်ထည့်ပေးလိုက်တယ်9000တန်ရတဲ့လေတန်းခုနလေတန်းနဲ့လားမြမဆိုင်ကျေးဇူးတင်ပါတယ်အရှင်ဖေဟာတဲ့စစ်သားတွေလည်းအထွေထူးဆက်မမေးတော့ပဲကွန်ဆာစကားပြောရင်ပြီးသွားတယ်။ဂိတ်ကိုဖြတ်ပြီးတော့ကားပေါ်ပြန်ရောက်တော့ကိုရင်ကြီးကဟန်မပြတ်အေးလူပဲ။ကားပြန်ထွက်တော့ကိုရင်ကြီးကိုအိတ်ကလေးပြန်ကမ်းပြီးတော့ကိုရင်ကြီးကရဲဘော်တတိထားမင်းကြီးကတိတ်တိတာဒီနယ်ကိုဖျက်ရင်ဒီနယ်သားပုံပေါအောင်တော့လုံးဟိုကောင်လေးကညံတုံးလုံးလို့မသိပဲမဲငါတောင်သိတယ်ဆိုပြီးတော့ကိုရင်ကြီးကဂယုဏတော်အတန်ဖြတ်မိတ်တယ်တင်မဖေကိုရင်ကြီးကထပ်မိတ်သေးတယ်ကွန်ဆာတက်အောင်ကျင်းပစိုးတူဝစ်မင်းအသားလက်လွန်းတော့ကွာကားပြန်ထွက်တော့ရုပ်ရှင်ပြန်ပြတယ်ကိုရင်ကြီးကတော့ရုပ်ရှင်ပြန်ကြည့်နေလေပြီတကောခေါ်တဲ့အွန်လိုင်းမဂ္ဂဇင်းမှာဖော်ပြထားတဲ့စာရေးသူမောင်မိုးအေးရဲ့အညာဂိတ်ဆိုတဲ့ဝတ္ထုတို့ကိုကျွန်တော်ရဲဘော်ဆိုရှယ်ကခန်းစားတင်ဆက်ပေးထားပဲဖြစ်ပါတယ်ခင်ဗျာ